ဒီနေ့ကတော့ငပိချက်ကလေးပဇွန်ကြောင့်ငပိချက်လေးတွေချက်မှာဖြစ်ပါတယ်စီတက်ချက်မှာဒီနေ့ကတော့လုံးမချက်စနုံးမုံလေးထည့်လိုက်ပါတယ်စနုံးမုံဘူးပါကျမတို့ကစနုံးမုံစားလားမစားလားမြင်တဲ့အတိုင်းပါပဲစနုံးမုံဘူးပါစနုံးမုံလေးထည့်လိုက်ပြီးရင်ကျမလှိထားတဲ့ဒီကချက်သွန်ပြူချက်သွန်နီစီတက်ပါမယ်ချက်သွန်ပြူအရင်စီတက်ပါမယ်ချက်သွန်ပြူလေးနည်းနည်းလေးနှောင်းပြီးဆိုရင်ချက်သွန်အနီထည့်ပါမယ်သူကချိုးခြင်းနဲ့ဆိုရင်တော့ချက်သွန်အနီလေးများများထည့်လို့ရချိုးတာပဲချက်သွန်အနီများများထည့်လို့တော့အဲ့ငပိချက်ကမဆက်ဖဲနဲ့တော့ချိုးနေပါလေချက်သွန်အနီလေးထည့်ပြီးသွားရင်ခဏနေငပိထည့်ပါမယ်ခဏနေငပိထည့်ပါမယ်ဒါကတော့ဘိန်းငပိဖြစ်ပါတယ်ရှင်တပိတ်သားကို4တောင်းဟိုကကြတော့3တောင်းတန်လေးတယ်ဒါနဲ့4တယ်ဒါကတော့တပိတ်သားကို4တောင်းဒါမှ90သားဆိုတော့ကျွန်မအချာကြီးသုံးရပါတယ်ဒီအောင်ကျိုးစားတယ်အရင်ကောင်းတယ်သူကလေဟိုတော့ဈေးကြီးရတယ်ပဲကနေအနံ့လည်းမရှိဘူးငပိနံ့လည်းမရှိဘူးပေါ့နော်ကျိုးစားလဲဘေးမှာလည်းအနံ့မရှိဘူးစားရတယ်ဒီမှာလည်းဒါပေမဲ့အရသာတော့သူငပိအရသာပဲပေါ့နော်သူကချိုတဲ့အတွက်ချိုးမုတ်တွေပါတွေကပိတ်ပြီးထည့်စရာကိုမလိုဘူးချက်တော့အနီရဲ့အချိုးရင်ငပိရဲ့အချိုးရင်ဒါမျိုးတွေပေါ့နော်အဲ့ဒါပြီးရတယ်ဒါလေးကအခုနီလာအောင်နည်းနည်းလေးလုပ်ပါမယ်နီးပြီးဆိုတာနဲ့ကျမကလှိထားတဲ့ခရမ်းကျင်သီးလေးနဲ့စွန်းကြောက်တုံးကြောက်ကလေးထည့်လိုက်ပါတော့မယ်ပြီးမှလိုမစားတို့ဘာတို့နဲ့တဲ့အဲ့ဒါပြီးရင်ကျမပင်လန်သီးလေးတွေကိုအတောင်းလိုက်ကလေးထည့်ရင်လားအခုကြိုက်ပဲထည့်ရမလားစဉ်းစားအဲ့ဒါပင်လန်သီးလေးထည့်ပြီးမှတစ်ခါထပ်ပြမယ်နော်အခုကတော့စီးတက်ပြီးတော့ငပိလေးထည့်တဲ့ဟာကိုထည့်စီတက်ပြီးတော့ခရမ်းရည်ကြီးနဲ့ငပိချက်တစ်ခွက်ဖြစ်သွားတာကိုပြတာပါရွယ်ကူရိုးရှင်းနေဘာမှချုံမုံကလေးတွေစားလေးတွေစိုက်တဲ့သူအဆိုစားရတော့ထည့်ရမယ်ငပိရလည်းပေါ့လေချုံမုံကတော့ထည့်ခြင်းနဲ့ဒီထည့်မယ်မထည့်ခြင်းနဲ့ဒီမထည့်နဲ့ပေါ့နော်ကျမတို့လိုရင်တော့နည်းနည်းလေးတော့ထည့်ရလိမ့်မယ်သူကဘာလို့လဲဆိုတော့ဇွန်ကြောက်ကလည်းချိုးတယ်ချက်သွန်အနီရလည်းချိုးတယ်ငပိရလည်းချိုးတဲ့အတွက်ချုံမုံကတော့တကယ်တမ်းကတော့မလိုဘူးစားတော့နည်းနည်းလိုမှာပေါ့နော်ရပါပြီဒါရေးလေးထည့်ပြီးတော့ခရမ်းရည်လေးပျော့သွားအောင်လုပ်တဲ့အချိန်မှာပင်လန်လေးထည့်မယ်ပြီးမှလိုအပ်တဲ့အရာသာလေးတွေကိုကျမတို့ကထည့်မှာဖြစ်ပါတယ်လွယ်ကူရိုးရှင်းနဲ့ငပိချက်တစ်ခွက်ပါဘာများခက်လဲရှင်ကိုမတာကိုတယောက်တည်းသမားတွေဆိုရင်လည်းဒါချက်စားလို့ရတယ်ပေါ့နော်ဝဲစားရင်ငပိချက်တောင်မှပဲအခုကဈေးကြီးရယ်ဟုတ်ကဲ့ဒါလေးတည်ထားလိုက်ပြီပင်နန်းလေးထည့်ပြီးတော့စီပြန်ငံပြီးမှပြမယ်နော်ကဲငပိချက်တစ်ခွဲရပါပြီ